အရင်နီလည်းမထည့်နိုင်ဘူးဆက်လည်းမဝင်နိုင်ဘူးဆိုတော့ဇဲလည်းငယ်လှုပ်ချင်တယ်โอเคလှုပ်လို့ရလားလှုပ်လို့ရပါတယ်လှုပ်လို့ရတဲ့နီလန်ဇာကိုတိုင်ကလည်းအဲ့ဒီနီလန်ကိုတုံးပြီးတော့ပဲဒီနေ့ဒီချိန်ထိကိုတို့ဒီဇဲလုပ်ငန်းကိုတို့ဆက်လေးတွေဝယ်လာနာတွေတို့ဒီနေ့ဒီချိန်ကြီးဖြစ်လာတာပေါ့နော်โอเคဇာဘလိုနီလန်ကိုတုံးခဲ့တာလေအဲ့ဒါလာပြီးတော့ရှင်းလုပ်ပေးပါမယ်ဇာစပြီးတော့ဇဲလုပ်ငန်းလုပ်တဲ့အချိန်မှာဇာအမြဲတမ်းပြောပါတယ်ဘာရင်းနှီးမှဇာထည့်ထားတာမရှိပါဘူးဘလောက်ပတ်စံထည့်ရမယ်ဆိုတော့မရှိပါဘူးဇာဟိပရက်လည်းမရှိပါဘူးဒါပေမဲ့ဇာမှာ marketing skill ရှိတယ်ဒါပေမဲ့ marketing skill ဒီ 100% တော်နေလားဆိုတော့မဟုတ်ပါဘူးဇာတက်ထားတဲ့ပညာနဲ့စီပွားငွေရှာခဲ့တာပါတက်ထားတဲ့ပညာနဲ့ဇာအလုပ်တစ်ဖက်နဲ့ဝန်ထမ်းတစ်ဖက်နဲ့ဇာစပြီးတော့ငွေစားရှာခဲ့တာပါဝန်ထမ်းတစ်ဖက်နဲ့ဇာစပြီးငွေစားရှာတဲ့နေရာမှာဇာအားရင်အားတဲ့အချိန်မှာဇာစပြီးလေ့လာခဲ့တယ်ဒီဇဲဘိုင်းကိုဒီစတစ်ကာရိုက်တဲ့အပိုင်းဒီဇိုင်းပိုင်းတွေတို့ရှိမယ်။ဇာတဖြည်းဖြည်းနဲ့လိလာပြီးတော့မှဇာပတ်စံကတဖြည်းဖြည်းစုပြီးတော့မှဇာဆက်ဝယ်ပြီးတော့လုပ်ခဲ့တာ။ဇာလုပ်ခဲ့တဲ့နီလန်ဒီ marketing skill နဲ့ဇာတို့ပြောရမယ်ဆိုရင်ဒီ TikTok မှာဇာတို့စဖောက်တာဇာ Facebook ကနေစဖောက်တာပါ Facebook မှာဇာလူကိုလူတိအောင်ဇာလုပ်ခဲ့တာ။နေ့စဉ်ဗီဒီယိုရိုက်တယ်နေ့စဉ် sharing လုပ်တယ်ဇာ sharing လုပ်ပြီးချင်းအဖြစ်နဲ့ဇာတို့လူတိပြီးတော့ဇာ order တွေရပြီးတော့လူတိလာပြီးတော့ဇာငွေတွေဝင်လာတာပါဇာအခုစားလိုမျိုးလှုပ်ချင်တဲ့လူဒီလှုပ်လို့ရပါတယ်အသေးစိတ်ကိုလည်းသိချင်တယ်ဆိုရင်ဇာတင်နန်းမှာအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဇာနောက်ပိုင်းပြောပြပေးသွားဖို့ရှိပါတယ်နောက်ပိုင်းတင်နန်းတွေမှာဇာဘယ်လိုမျိုးဒီလိုနေရာကိုရောက်ခဲ့တာလဲဘယ်လိုလုပ်ခဲ့တာလဲဇာစီမှာဘာကုန်ကျဲမှမရှိဘူးဘာဆက်ပစ္စည်းမှမရှိဘူးဒါမှဇာဇဲအလုပ်ငန်းကိုလုပ်ခဲ့တယ်လုပ်ခဲ့ပြီးတော့မှတဖြည်းဖြည်းနဲ့လူတိလာတယ်အော်ဒါရလာတော့မှဒါလိုအပ်တဲ့စက်ပစ္စည်းတွေဝယ်ပြီးတော့ဇာလုပ်ခဲ့တာဟာသူများတွေကိုလည်းနီးလန်းတွေပေးလာနိုင်တယ်ဇာအစကနေစူးစမ်းခဲ့တာဇာစူးစမ်းခဲ့တာဒီဝင်ငွေလုံးဝမရှိ6လတိဇာဝင်ငွေလုံးဝမရှိခဲ့ဘူးအော်ဒါမရခဲ့ပါဘူးဒါပေမဲ့6လနောက်ပိုင်းမှာဇာစတိုက်လုပ်တယ်အမားလေးတွေမြင်လာတယ်လောက်ရမယ်ပြုပြင်ရမယ်အကြောင်းရတယ်ဆိုတော့ဖြည်းဖြည်းနဲ့တိလာတယ်တိလာတဲ့အခါမှာဇာပြုပြင်ရင်လေးလာရင်နဲ့မှာဇာဒီလိုနေရာကိုရောက်ခဲ့တာပါအဲကြောင့်မလို့အခုမှစပြီးစူးစမ်းနေတဲ့လူကလည်းငါ3လရှိပြီ4လရှိပြီ no ဇာ6လလောက်ထိဘာဝင်မရဘူးเนาะဘာဝင်မရဘူးဒါပေမဲ့နောက်ပိုင်းလူတွေကရဲ့6လစောက်စရာမလိုပဲနဲ့ပေါ့เนาะတင်တန်းတက်ပြီးတော့တစ်ပတ်နှစ်ပတ်အတွင်းတစ်လအတွင်းကိုအော်ဒါတွေရမယ်ရလာထွက်ချင်ရင်တော့တကယ်ကျွမ်းကျင်တဲ့တကယ်ကိုတိထားတဲ့လူစီမှာတင်တန်းတွတ်တက်အားချင်းရမယ်ဆိုတော့ဖြတ်လှမ်းကနေတွားလို့ရတယ်ပေါ့နော်โอเคအင်းနီလန်သေးစိတ်ကိုစားရဲ့ဖြတ်တန်းလာပေါင်းသေးစိတ်ကိုတော့ဒါရဲ့ဒီတင်တန်းမှာလည်းပြောပြပြီပဲနောက်ဗီဒီယိုမှာလည်းစားကိုတင်ပေးသွားမယ်ပေါ့နော်တင်တန်းရှိပါတယ်စားစီမှာတစ်စဲဒီဇိုင်းတင်တန်းမှာတင်တန်းသေးစိတ်ကို Viber Telegram